နော်ဆက်ခွန်ရနေဖြစ်ပါတယ်ပေါ့နော်မြန်မာ21ရက်နေ့ဖြစ်ပါတယ်ပေါ့နော်သာသနာတော်နဲ့2568 69ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဗာလဲဆိုတော့21ရက်နေ့မှာပေါ့နော်မြန်မာဗုဒ္ဓဘာသာများစုတွေကနေပြီးတော့ကုသိုလ်လေးလုပ်ကြတာပေါ့နော်ကုသိုလ်လေးလုပ်ကြတယ်ဖယားကျောင်းသွားကြတာပေါ့နော်ဟုတ်ကဲ့ပါဖယားတွေသွားတယ်ကျောင်းတွေသွားတယ်ပေါ့နော်ကျောင်းတွေသွားတယ်ကုသိုလ်လေးလုပ်ကြတာပေါ့နော်21ရက်နေ့ကနေစပြီးတော့ဒီနေ့ဆိုရင်အလုံးမြတ်သောအဖြစ်အလုံးနာကြာသေးတာပေါ့နော်လုံးနာကြတဲ့21ရက်နေ့မှာဆိုရင်ကောင်းမှုအဆူဆူကိုမြတ်ကြီးလုပ်ခဲ့တာပေါ့နော်ကောင်းမှုအဆူဆူကိုမြတ်ကြီးလုပ်ခဲ့တယ်ပေါ့နော်ဒါကြောင့်21ရက်နေ့မှာကုသိုလ်တွေနော်ဘုန်းကြီးကျောင်းတွေသွားပြီးသီလအားထုတ်နိုင်ပါစေနော်ပြီးရင်အရဟံဂုဏ်တော်ပတိစိတ်နိုင်တော့ပို့ကောင်းတာပေါ့နော်6ခေါက်လောက်ပေါ့နော်အရဟံဂုဏ်တော်ပတိ6ခေါက်လောက်ပေါ့နော်ဒီနေ့မှာဒါဆိုရင်ဆူတောင်းလေးတွေပြီးမယ်ပေါ့နော်ဆူတောင်းလေးတွေပြီးမယ်နော်ပြီးရင်ကျွန်တော်တို့ဘာလို့ပြောမချင်ငါတွေအရှင်သွားလှောတာလေငဲကိုအရှင်လှောတာလေပေါ့နော်ဒီနေ့မှာအလုံးရင်ကောင်းဆုံးပေါ့နော်ပြီးရင်ကုသိုလ်တွေလို့ပြီးတော့တနေ့သာတာဝန်လေးမှာပေါ့နော်ဒီတနေ့ကအရေးကြီးဆုံးနေ့လို့ပြောလို့ရတာပေါ့နော်မြန်မာဗုဒ္ဓဘာသာဝင်များဆို21ရက်နေ့ပေါ့နော်အထူးအဖြစ်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်မြန်မာနိုင်ငံမှာကျွန်တော်တို့သင်္ကြန်ကြားတယ်ပေါ့နော်သင်္ကြန်ကြားရင်ကျွန်တော်တို့ကနေပြီးတော့အဲ့ဒီ21ရက်နေ့မှဆိုရင်ပေါ့နော်အဲ့ဒီဖယားအစုံသွားတာပေါ့နော်ဖယားအစုံပေါ့နော်ရှင်ထာဝဲတို့အဲ့ဒီကျွန်တော်တို့တဝဲမှာရှိတဲ့ရှင်မော်တို့ရှင်ဘန်ခအဲ့ဒီရှင်ကိုရှင်ပြီးအောင်သွားကြတာပေါ့နော်ဒီလိုမျိုး21ရက်နေ့မှဆိုရင်ပေါ့နော်အဲ့လိုမျိုးသွားကြတာပေါ့နော်တငယ်ချင်းတွေနဲ့အဖွဲလိုက်သွားကြတာပေါ့နော်အခုချိန်မှာတော့ဒီလိုမျိုးသွားဖို့အချိန်တွေလည်းမရတော့ဘူးပေါ့နော်ဟိုတုန်းကလို့ပေါ့နော်ဒါကြောင့်ကိုမိရောက်တဲ့နေရာကနေပြီးတော့မင်္ဂလာပါခင်ဗျာမင်္ဂလာပါမိရောက်တဲ့နေရာကနေပြီးတော့နော်ကုသိုလ်လေးလုပ်ကြမယ်နော်ကုသိုလ်လုပ်ကြမယ်ကုသိုလ်လေးလုပ်ကြမယ်နော်ဘဝနာလေးပွားကြမယ်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့ရောက်တဲ့အရာကနေပြီးတော့ရောက်တဲ့နေရာကနေကုသိုလ်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဒီတနေ့လုံးလေပတ်ဖို့အတွက်ဒီတနေ့21ရက်နေ့ကအရေးကြီးဆုံးဖြစ်ပါတယ်ပေါ့နော်အနေရက်နဲ့ပြောမယ်ဆိုအင်္ဂလိပ်18ရက်နေ့ကြာပါတယ်ပေါ့နော်မြန်မာ21ရက်နေ့ကြာသပတေးနေ့ဖြစ်ပါတယ်ပေါ့နော်နေထူနေမြန်လေးဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဒီနေ့ကနေပေါ့နော်လူတယောက်မှာအရေးကြီးဆုံးကမနေမိုးလင်းရင်ကုသိုလ်လိုရမယ်ဘဝနာပွားရမယ်နော်စီးပွားရေးရှာရမယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ပြီးရင်ကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ရမယ်ပေါ့နော်ကိုဆရာဝန်တွေစီမှာဆေးတွေဘယ်လောက်ပဲကောင်းပေါ့နော်ပြောမချင်ကိုတိုင်ကပွဲကန်ရှင်ကိုတိုင်ကထောင်တာပဲပေါ့နော်ကိုဂယုမဆိုင်ခဲ့ဘူးဆိုရင်ကိုဘယ်လောက်ပဲလိထားဘယ်လောက်ပဲပြုမှုပေါ့နော်ကိုသာအဓိကကြားတယ်နော်ဒါကြောင့်လောကကြီးမှာဆိုရင်လူတိုင်းကပြောမှဆိုရင်ကောင်းနေချင်ကြတယ်ကောင်းစားချင်ကြတယ်ကောင်းလုပ်ချင်ကြတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဖြစ်တည်မှုကလက်ရှိကျွန်တော်တို့နေထိုင်နေတာကကိုကကောင်းနေထိုင်သူနေထိုင်ချင်ရင်ကောင်းနေဖို့လိုပါတယ်နော်ကိုကကောင်းသွားကောင်းလာချင်ရင်ကိုကအကောင်းပဲကိုပဲဥတီဖို့လိုပါတယ်ပေါ့နော်စကားပြောဆိုကစရင်ကျေးသိမ်မွေပြီးတော့
ဘောနော်ယဉ်ကျေးသိမ်မွေ့ပြီးတော့ပြောဆိုတက်ဖို့လိုအပ်တယ်ဘောနော်ဘယ်နေရာပဲရောက်ဘယ်ဒေသပဲရောက်ဘောနော်ကျွန်တော်တို့တွေကနေပြီးတော့တွေးတဲ့လူတွေတဲ့အောင်ဆင်ပြေအောင်နေတတ်ကြည်နပ်ဖို့လိုအပ်တယ်ဘောနော်ဒါဆိုရင်ကျွန်တော်တို့တွေကနေပြီးတော့ဒီနေ့စာနော်ဖရာတရားသံဃာနန္ဒောနန္ဒငါးပါးဥထိတ်ထားပြီးရင်နော်ကျွန်တော်တို့ဖရာရှိခိုးတိုင်းပါတယ်နော်နန္ဒောနန္ဒငါးပါးကိုဥထိတ်ထားပြီးတော့ကျွန်တော်တို့ကနေပြီးတော့သွားမယ်နော်ပြီးရင်ဒါနကြည်ပွားဥစ္စာလိုချင်ပေါ့နော်အဲ့လိုမျိုးအလို့တွေကြိုးစားရမယ်နော်သူညာအိနေကိုအိနေလို့မရဘူးသူအဲ့လိုမျိုးပေါ့သူညာလေးထက်အများကြီးကိုလို့ကြိုးစားရမယ်ပေါ့နော်အလို့တွေပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမင်္ဂလာပါခင်ဗျာမင်္ဂလာပါ